ပြည်သူညံခဲ့တာတန်စပိန်ပိုကောင်းခဲ့တာကပေါ်လင်သွားခဲ့တာပါမင်္ဂလာပါခင်ဗျာနောက်ဆန်းချကွာလာရဲ့ဆီမီဖိုင်နယ်အပြင်ပြည်သူနဲ့စပိန်တို့ပွဲစဉ်မှာနောက်ဆင်းဖြစ်တဲ့ဘောလုံးပွဲကိုတက်ရောက်မဲ့အသင်းကပြည်သူအသင်းတို့အများဆုံးခံမှန်းခဲ့ကြတာပါဒါပေမဲ့လည်းဒီကနေ့မနက်အစောပိုင်းမှာကစားခဲ့မှုမှာတော့စပိန်တို့ခံမှန်းချက်တွေပြောင်းပြန်လှုပ်ဆောင်ပြပြပြီးကွာလာဘောလုံးပွဲကိုဒုတိယအချိန်မြောက်တက်ရောက်နိုင်ခဲ့ပါတယ်စပိန်အသင်းကကွာလာသမိုင်းတစ်ကြောင်ကြီးကျယ်ခမ်းနားလုံးနဲ့အသင်းမျိုးတွေမှာပါဝင်ပေမဲ့2019ခုနှစ်ကကွာလာချန်ပီယံဆုကိုတစ်ချိန်သာဆုကိုနိုင်ခဲ့တာပါစပိန်အသင်းက2020နောက်ပိုင်းနှစ်ပေါင်း16နှစ်အကြာမှာဒုတိယမြောက်ကမ္ဘာ့ချန်ပီယံဆုနဲ့အနည်းဆက်ဆုံးနေတာကိုရောက်ရှိသွားခဲ့ပါပြီ။မင်းရဲ့အကောင်းလုံးပါတဲ့ဆွဲတိုင်းစစ်ကခန်းစင်အကောင်းဆုံးဆုဖွဲ့ကိုပိုင်ဆိုင်ထားတဲ့စပိန်နဲ့အတွင်းမှာတော့ဘာမှလုံးပြနိုင်ခြင်းမရှိခဲ့ပါဘူး။ပြည်နယ်ထဲမှာဘာဘေတမ်မီလီအော်လီဆေဒူရင်ဘာဂိုလာတို့လိုတိုင်းစစ်ဆုဖွဲ့တစ်ခုကိုပိုင်ဆိုင်ထားပေမဲ့လည်းစပိန်အသင်းကတော့လာမိုင်းရော်မယ်လို့ဇာမာလီတူးကိုသာလောက်လာပိုင်ဆိုင်ခဲ့တာပါ။စပိန်အသင်းတွေတိုင်းစစ်မှုအိုရာဇာဘဲကသွင်းကုန်၅ကိုသွင်းယူပေးထားပြီးအိုရာဇာဘဲဆိုတာတပွဲရွှေတပွဲမွေဖြစ်နေပြီးခြေစွမ်းတည်ငြိမ်မှုနည်းပါတဲ့တိုင်းစစ်မှုပါ။ဒီလိုအသင်းမျိုးကပြင်သစ်လိုတိုင်းစစ်ကောင်းတဲ့အသင်းမျိုးကိုပေးကိုမဲ့နှစ်ကိုပြည့်နဲ့အနိုင်ယူပြခဲ့တာကစပိန်နီးပြဂျယ်လာဖွန်တေရဲ့ကောင်းမွန်တဲ့စွမ်းဆောင်ရည်တရားဖြစ်ခဲ့ပါတယ်။ဒီမှာတော့နီးပြဒန်းဖြန့်ပြင်သစ်နီးပြဘွားနောက်ဆုံးသောကဘာပလာဖြစ်နေပြီးကဘာပလာနဲ့အတူနီးပြဘွားကနေအနားယူမဲ့ရီမန်ချက်တွေဟာတတိယနေရာလောက်နဲ့သာကျင်းနဲ့တွားရဖို့များလာခဲ့တာပါ။စပိန်နဲ့မတွေ့ခင်သွင်းကိုပေါင်း16ကိုသွင်းယူထားတဲ့ပြင်သစ်တိုင်းစစ်ကစပိန်နဲ့အတွေ့မှာတော့ဘာတွေဖြစ်သွားခဲ့တာလဲ။မန်စီနဲ့အတူသွင်းကို8ကိုစီနဲ့ရှမနက်ဆုမှန်းထားခဲ့တဲ့ပြင်သစ်တိုင်းစစ်မှုပါပေဟာစပိန်ဘက်ကိုဂိုးပေါက်3ချိန်သာကန်သွင်းနိုင်ခဲ့ပြီးဂိုးပေါက်တစ်ချိန်မှမတည့်ခဲ့ပါဘူး။သွင်းကို16ကိုသွင်းယူထားခဲ့တဲ့ပြင်သစ်တိုင်းစစ်ဟာသွင်းကိုတဝက်ဟာဘာဘေတူးတွေကသွင်းယူထားခဲ့ပြီးဘာဘေဟာဒီနေ့ကဘာပလာမှာ9ပွဲအထိကိုသွင်းယူထားနိုင်ခဲ့တာပါဒါပေမဲ့လည်းလေမတိုးတဲ့စပိန်ကန်စစ်ကိုတော့ဘာဘေတယောက်ဘာမှလုံးမပြနိုင်ခဲ့ပဲဒုထောက်လည်းမြောက်ခဲ့ရတာပါစပိန်အသင်းကတော့ပြင်သစ်အသင်းတော်ရေပန်းမစားတဲ့အနေအထားတွေကိုပြောင်းပြန်လှန်ပြခဲ့ပြီးဒုတိယမြောက်ကဘာပလာနဲ့အနီးဆက်ဆုံးနေရာတစ်ခုကိုရောက်ရှိလာခဲ့ပါပြီဒါအပြင်2006ခုနှစ်ကကဘာပလာမှာ3-1နဲ့ရှုံးနေခဲ့မှုကိုဒီနေ့ကဘာပလာမှာတော့ပြင်သစ်အသင်းကရှုံးကြီးဆက်နိုင်ခဲ့ပြီးစပိန်အသင်းကဘောလုံးပွဲစဉ်မှာအာဂျင်တီးနားနဲ့တွေ့မလားအင်္ဂလန်နဲ့တွေ့မလားဆိုတာမနက်ဖြန်မှာသိရှိသွားမှာပါဗီဒီယိုလေးကတော့ပါပဲအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်ဒုတိယချင်းတိုင်းကိုကျေးဇူးထူပဲတင်ရှိပါရခင်ဗျာ